လူတွေရှိနေတော့အတန်မကြောက် eco ပေါက်လား eco ပေါက်ဒီနေ့ကတော့ every year ရှင်းနေတဲ့ anniversary နဲ့ကျွန်တော်တို့တောင်းတကြောင်းလိုက်အားလုံးပေါင်းပြီးဖြစ်ပါနေကြဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်အကြောင်းသားအကြောင်းသူရဲ့အနေနဲ့ပေါ့နော်လက်ပွေရလေးထားပြီးအမှတ်တရအနေနဲ့ကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးစီစဉ်ထားပေးပါတယ်ဒီနေ့ every year 8 year anniversary မှာကျွန်တော်ဘာရနိုင်လဲဆိုတော့ရေတော့ကြည့်အောင်ဘာရနိုင်လဲအများကြီးပဲ food court music corner နဲ့ gaming နဲ့အများကြီးပဲအရင်ကfood court ရသားရအောင် okay music corner ဖြစ်ပါတယ်LBU ရဲ့ရှင်းနေပြပွဲကိုဒီမှာပေါ့နော်ဂိမ်းတွေလည်းစော်တယ်ဒီလိုမျိုးစားတော့ဝယ်ရရင်လည်းစားကြပြောကြပေါ့နော်အဲ့ဒါခန်းစားချက်တွေပြောပြပေးပါဦးဘယ်လိုခန်းစားရလဲမသိဘူးဂိမ်းကမပေါ့လို့သိနေပါလေဟာတကယ်ချင်းမပေါ့လို့တော့တော့ထားတယ်သူ့ကိုပြီးပါဘောတကယ်ချင်းတော့စူးစမ်းပြီးနေကြီးတဲ့ပြရတယ်တကယ်နဲ့တော့စူးစမ်းပြီးတကယ်ခုလိုပြပြရတဲ့ကျေးဇူးပါကိုမင်္ဂလာပါကိုကဒီနေ့ပေါ့နော်ရှင်းနေပွဲမှာပေါ့နော် LBU ရဲ့ရှင်းနေပွဲမှာဒီလိုမျိုးဂိမ်းတွေစော်တယ်ဟိုစားတော့တင်တဲ့အတွက်ဒါပါကြတဲ့ပုံမှာပေါ့ဘယ်လိုခန်းစားချက်တွေရှိနေပြန်အလုံးပြောပါတယ်ဒီတိုင်းလေးကိုမျိုးရဲ့ချက်မှုသားဆိုတယ်ဒီနေ့ကပို့ပြီးတော့ပြင်းကြပြီးတစ်ခုဖြစ်သွားတယ်ဟုတ်တယ်ကိုသူ့ကြည့်လေးနဲ့ကျေးဇူးပါပြန်ကျေးဇူးလိုက်တင်ပါတယ်မင်္ဂလာပါကိုမင်္ဂလာပါကိုပေါ့နော်ဟိုဒီနေ့ LBU ရှင်းနေပွဲမှာပေါ့နော်ဂိမ်းတွေလည်းစော်တယ်ဒီလိုမျိုးစုတွေလည်းပောက်တယ်ပေါ့နော်အဲ့အတွက်အဲ့ရခန်းစားချက်တွေလုပ်ပြပါခင်ဗျာဆန်နန်းချင်းလည်းတော့ကျွန်တော်ပြောပါတယ်ကျွန်တော် LBU မှာတက်တဲ့3နှစ်တာကာလပတ်လို့ဒီပွဲကတော့ဒီမှာပထမဆုံးကြိုးလို့ပါနော်ဆယ်ရက်နှစ်တွေကလည်းပဲတခြားပွဲတွေရှိနေနိုင်တယ်ပဲဒီတနေ့ရက်ပွဲကပုံမှန်နှုတ်တူရဲ့ဒီတခြားလေးမို့လို့ပိုပြီးတော့ fan ဖြစ်တယ်လို့ခံနိုင်ရပါတယ်တက်တော်လေးရတာပိုပြီးတော့ပြောတာပေါ့ဗျာသူ့ပြပြရဲ့ကျေးဇူးပါဗျာ